အားလုံးအတွက်မူကြို Free School for All ကမိုနိုမမက်ခေါင်တီကအသက်3နှစ်နဲ့4နှစ်အရွယ်တွေကိုအခမဲ့မူကြိုကျောင်းနဲ့စိတ်ဆက်ပေးပါတယ်။အားလုံးအတွက်မူကြို Free School for All ရှောက်ထားနိုင်ဖို့အတွက်သတ်မှတ်ချက်က2ခုပဲရှိပါတယ်။ကလေးတွေက1မူကြိုကျောင်းတက်မဲ့နှစ်နဲ့စက်တင်ဘာလ1ရက်ဒါမှမဟုတ်အဲ့ဒီရက်မတိုင်ခင်မှာအသက်3နှစ်နဲ့ဒါမှမဟုတ်4နှစ်ရှိပြီ။နှစ်မိဘဒါမှမဟုတ်တနေရာဝင်အုပ်ချုပ်သူတယောက်မိုနိုမကောင်တီမှာနေရပါမယ်။ရှောက်ထားတာကရိုးရှင်းပါတယ်။ရှောက်ထားဖို့ဒါမှမဟုတ်ပုံမလေးလာဖို့ pfa.multco.us မှာဝင်ရောက်ကြည့်ရှုပါ။ကွန်ပျူတာစုနဲ့အသင့်တော်ဆုံးကိုရှာဖို့ဝန်ဆောင်မှုပူးတီတွေကိုသူတေသနာလုပ်ပြီးမူကြိုကျောင်းနေရာတွေကိုကြိုတင်ဖုတ်ဆက်ပါဒါမှမဟုတ်တွားရောက်လိုက်ပါအဲ့ဒီနောက်ရှောက်လွာမှာကွန်ပျူတာစုနဲ့လိုအပ်ချက်တွေအတွက်အသင့်တော်ဆုံးမူကြိုကျောင်း10ခုအထိရွေးချယ်ကြောင်းသိချစေပါရှောက်လွာတင်ပြီးတာနဲ့တပြိုင်နက်ကျန်တာတွေကိုကျွန်တော်တို့တာဝန်ယူပါမယ်နေရာတနေရာမိသားစုတွေကိုနေရာကန့်လန့်ချက်အတွင်းအကြောင်းအီးမေးလ်နဲ့အသိပေးပါမယ်စာတိုင်းနဲ့ရွေးချယ်ထားရဆိုရင်သင်စီကိုစာတိုင်းနဲ့ပို့ပါမယ်နေရာပိုကန့်လန့်ချက်အတွက်မရရင်လည်းရှောက်လွာမှာဖော်ပြထားတဲ့မူကြိုကျောင်းတွေရဲ့ရှောက်နေသူတွေစရင်မှာရှိနေအောင်ပါအားလုံးအတွက်မူကြို Free School for All pfa.multco.us မှာရှောက်ပါရှောက်လာအတွင်းမေးစရာရှိရင် pfa.support@multco.us ကိုဆက်သွယ်ပါဒါမှမဟုတ်933 988 9818ကိုဖုန်းဆက်ပါ